တော်ရဲ့နောက်လိုက်ခြင်းလို့ခရစ်တော်စီကိုချင်းကပ်ပြီးတော့ခရစ်တော်နောက်လိုက်ပြရတဲ့ခရစ်တော်ကိုယ်တိုင်ကလည်းသူ့ကိုခန့်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်သူတို့မှာခရစ်တော်ကိုနောက်လိုက်ခြင်းနဲ့စိတ်ဆန္ဒရှိတယ်ခရစ်တော်ရဲ့ဒီတပည့်များအဖြစ်ခံယူခြင်းနဲ့စိတ်ဆန္ဒသူတို့မှာရှိတယ်ဒီ92ပါးသောပုဂ္ဂိုလ်များကိုခရစ်တော်အနေနဲ့ဒီကနေ့ကျမ်းစာတော်များမှာ2ပါးဆေလွတ်ပြီးတော့ဒီသူသွားမဲ့မြို့ရွာတွေကိုအရင်သွားနေပြီးတော့သူ့ရဲ့တည်င်းကောင်းကိုဝေငှဖို့ခရစ်တော်ကသူ့ကိုဆေလွတ်တယ်ဒီတော့ကတော့သူတို့နေပုံထိုင်ပုံသွားပုံလာပုံရှိရမယ့်စိတ်ထားပြီးတော့သူတို့ပိုင်ဆိုင်နိုင်တဲ့ဒီဥစ္စာပစ္စည်းတွေခရစ်တော်ကဒီပြောပြတယ်ဒီတော့မှာငွေယူစရာမလိုဘူးဘာမှယူစရာမလိုဘူးရောက်တဲ့နေရာကိုသွားမယ့်နေရာကိုရောက်အောင်သွားပြီးတော့အဲ့ဒီမြို့မှာအဲ့ဒီရွာမှာသွားတေးဖို့တောင်းဆိုပါပြီးတော့တေးမှာကြီးနဲ့တဲပါသူတို့ကျွေးသမျှကိုစားတေးမိတေးကူလူသွားလာပြီးတော့မဆွေးကြောင်းကြနဲ့ဆိုပြီးတော့ခရစ်တော်ကမှာတယ်ဒီတော့မှဒီလိုရောက်တဲ့အခါကျရင်အဲ့ဒီအိမ်မှာအဲ့ဒီရွာမှာမြင်တဲ့ချင်းရှိပါတယ်လို့သူတို့ကိုကောင်းသွားရေးပါဒီသူတို့ထိုက်တာလို့ရှိရင်သူတို့ကောင်းကြီးရမယ်မထိုက်တာလို့ရှိရင်သင်တို့ပြီးတဲ့ကောင်းကြီးဟာသင်တို့စီပဲပြန်လာမယ်ဖြစ်တော့ကဒီကယ်လို့သင်တို့ကတတိကောင်းကိုဝင်လာဖို့ပြောပြီးတော့အဲ့ဒီရွာမှာရှိတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီအိမ်မှာရှိတဲ့ပုဂ္ဂိုလ်တွေကသင်တို့ကိုမလက်ခံဘူးစန့်ကျင်တယ်မောင်းထုတ်တယ်ဆိုလို့ရှိရင်ဒီလိုမြို့ပြင်ရောက်တဲ့ခါကျရင်မိမာကတ်တဲ့ဘုံဘုံဒီတော့မှခါပြပြီးတော့အဲ့ဒီရွာကိုဆွတ်ပေါ်ရောက်ကြတာဒီတော့ဖြစ်တော့ဒီအလောက်ကြီးမှာတခါတလေကျရင်ဒီတိုင်းစဉ်းစားလို့ရှိရင်ဒါနည်းနည်းပါးပါးစက်တမ်းနဲ့သဘောဆောင်တယ်ဒါပေမဲ့တစ်ဖက်ကနေပြန်ပြီးတော့စဉ်းစားကြည့်တဲ့အခါမှာခရစ်တော်ရဲ့တရားကိုလက်ခံတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ဒီချက်ချင်းနဲ့ငင်းအကျိုးဒီရမယ့်အရာတွေရှိတယ်လို့တပီးပြီးနဲ့ဒီရရှိမဲ့ကောင်းကြီးတွေလည်းရှိတယ်ဆိုတာကိုကျွန်တော်တို့ဒီနေရာမှာနားလည်ဖို့လိုတယ်ဥပမာကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာအဓိကတောင်ပေါ်တွေမှာကြည့်မယ်ဆိုလို့ရှိရင်ခရစ်တော်ကိုလက်မခံသေးခင်တော့နတ်ကူတော်ကြတယ်မိယုကလာရှိကူတော်ကြတယ်ဒါပေမဲ့ခရစ်တော်ကိုကိုယ်ရဲ့နောက်ပိုင်းခရစ်ယာန်တွေဖြစ်လာတဲ့နောက်ပိုင်းမှာဒီတကဘာလုံးနဲ့အဆက်အသွယ်ရှိပြီးတော့အဲ့ဒီခေတ်တွေခါတော့ကျွန်တော်တို့ရဲ့ဘုရားတွေရှိမှုခရစ်ယာန်တွေကျွန်တော်တို့ရဲ့နေရာဒေသမှာခရစ်တော်ကိုအဝိဆုံးလက်ခံတဲ့ပုဂ္ဂိုလ်တွေကြည့်မယ်ဆိုလို့ရှိရင်မိသားစုနေပြီးတော့မောင်းထုတ်ခံရတယ်အတိုင်းဝိုင်းနေပြီးတော့ဖယ်ရှားခြင်းတော်မှာခံရတယ်ဒါပေမဲ့ဒီနေ့ဒီချိန်ကျွန်တော်တို့ဖြစ်စဉ်တွေကိုပြန်လည်ပြီးတော့ကြည့်တဲ့အခါမှာကျွန်တော်တို့ကတော့တဖြည်းဖြည်းနဲ့အပြည့်အပွင့်တွေကိုခံစားရတယ်ဆိုတာကိုကျွန်တော်တို့နည်းနည်းအများသိရမှာဖြစ်တယ်ဖြစ်တော့ကိုလက်ခံတဲ့အတွက်ကြောင့်ကျွန်တော်တို့ဘယ်နေရာမှာဆိုကဘာပေါ်မှာဝင်ဆက်နေသူတစ်ပါးနဲ့လည်းခင်မင်ခွင့်ရတယ်သူတစ်ပါးနဲ့လည်းသိခွင့်ရတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ခရစ်ယာန်မို့လို့ဒီပြဿနာမှာကျွန်တော်တို့တက်လို့ရတယ်ဘာသာသူရင်းနေပြီးတော့ကျွန်တော်တို့ဒီကတလူသူတတ်နိုင်ကြလားကျွန်တော်တို့ကိုညီဆောင်မှကြတယ်တကယ်လို့ကျွန်တော်တို့ကဒီဘာသာမဟုတ်ဘူးခရစ်ယာန်မဟုတ်ဘူးလက်ကိုပဲမယ်ဒါမှမဟုတ်တခြားဘာသာတစ်ခုခုကိုပဲမယ်ဆိုလို့ရှိရင်ဒီအရာတွေကျွန်တော်တို့ရရှိဖို့ဒီအခွင့်အရေးဒီလူဒီကိုဒီနဲ့ပြည့်ဖို့လွယ်မှာမဟုတ်ဘူးဒါကဖြစ်တော်ရဲ့ကျေးဇူးလို့ပြောလို့ရတယ်နေ့စဉ်ဘဝမှာကျွန်တော်တို့အနေနဲ့ဖြစ်တော်ကိုလက်ခံလိုက်တဲ့အတွက်ကြောင့်အရင်တော့ကျွန်တော်တို့ရဲ့ဘဝတွေကဖြစ်တော်ကိုလက်ခံလိုက်တဲ့အတွက်ကြောင့်ဒီနေ့ဒီချိန်မှာကျွန်တော်တို့လည်းနေနေချားမှာဒေတာချားမှာကျွန်တော်တို့ကိုလူတွေကလက်ခံတယ်ဖြစ်တော်ရဲ့သားသမီးတွေဆိုပြီးတော့ကျွန်တော်တို့လက်ခံတယ်သူနည်း၎င်းလည်းကျွန်တော်တို့အနေနဲ့သူတစ်ပါးကိုလက်ခံဖို့လဲလို့သူတစ်ပါးကိုဖြစ်တော်ရဲ့အကြောင်းပြောကြားဖို့လဲအကြောင်းဝတ္တရားရှိတယ်သူတစ်ပါးအပေါ်မှာဖြစ်တော်ရဲ့ချစ်ချင်းမေတ္တာကိုဝင်ငှဖို့လဲအကြောင်းဝတ္တရားရှိတယ်ဆိုတာကိုကျွန်တော်တို့သိရှိနားလည်ဖို့လိုတယ်အမြဲတမ်းအကောင်းမြင်ဝါဒနဲ့ကြည့်ဖို့လိုတယ်ဒ
ဒီကနေ့ကျမ်းစာရဲ့ပထမရဲ့ဒုတိယပိုင်းနော်ဒီပထမရဲ့ဒုတိယပိုင်းတင်တို့ကိုလက်မခံမှုကိုဆိုလို့ရှိရင်တင်တို့မှာကတ်တဲ့မြင်မှုတွေကိုတော့မှအခြေပြုပြီးတော့မခါပြီးတော့ထွက်သွားကြတာအဲ့ဒီမှာဆိုလို့ရှိရင်ရှိတော့ကဆိုတော့နဲ့ကင်မရာမျိုးဆိုတာရှိတယ်ဘုရားနေပြီးတော့မူကောင်းဘုရားနေပြီးတော့မီးကိုဝါချပြီးတော့ဘုံလုံးလောင်ပြလိုက်တာအဲ့ဒီမျိုးထက်စူးမယ်ဆိုပြီးတော့သူတို့ရဲ့ဓာတ်ခတ်ခြင်းပေါ့နော်ခံရမယ်ဆိုပြီးတော့ဖြစ်တော့ကသူပြီးတော့ပြောတာဆိုလိုတာကငြိမ်းချမ်းခြင်းကိုမလိုလားဘူးဖြစ်တော့ကိုလည်းမခံဘူးgood news ဖြစ်တော့ရဲ့တရင်ကောင်းကိုလည်းမခံဘူးဆိုလို့ရှိရင်ရှိတော့ကနော်ဆိုတော့နဲ့ဘောမရာမျိုးဘုရားကဖြစ်စီတာချက်သူပြီးတော့အဲ့ဒီမျိုးကဒီစူးမယ်ပြီးတော့ဖြစ်တော့ကပြေးပေးတာဖြစ်တော့ကအဲ့ဒီပူပြီးတော့အကြည့်အကျဲနော်ဒီမိလောင်တိုက်သွင်းမယ်လို့ပြောတာလေနော်သူများနဲ့ခံနိုင်တော့ချစ်ချင်းမြတ်တာပြတာဖို့နော်ဒီတစ်ပါးပေါ်မှာချစ်ချင်းမြတ်တာထားဖို့အဓိကဖြစ်တော့ကဘာပြောလဲဆိုတော့တင်းတော့ငါငင်းချမ်းချင်းရှိပါသေးတယ်ငင်းချမ်းချင်းကိုလိုလားတဲ့သူရှိရင်တင်းတို့ပြေးတဲ့ငင်းချမ်းချင်းကတို့အပေါ်မှာကြားရောက်မယ်ဒါပေမဲ့တို့မှာငင်းချမ်းချင်းကိုမလိုလားလို့ရှိရင်တင်းတို့စီပြန်လာမယ်တဲ့ဒါပေမဲ့ကျွန်တော်တို့ဘက်ကတော့လက်ခံတဲ့လူဘက်ကနေပြီးတော့လက်မခံခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ပေးတဲ့လူတွေအနေနဲ့ဘာမှအရှုံးတော့မရှိဘူးရှုံးမှာကမလက်မခံတဲ့လူတွေကရှုံးမှာဖြစ်တယ်လို့ပြောတာဒီကနေ့ရဲ့ပထမအပိုင်းမှာဒီလိုပြောထားတယ်ဒါကြောင့်ဘယ်အခြေအနေမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ကဖြစ်တော်ရဲ့အခြေချင်းဖြစ်တော်ရဲ့သနာချင်းကိုသူတစ်ပါးပေါ်မှာပြသဖို့တခါကမြင့်တစ်မျိုးရှိတယ်နော်မြင့်ကြီးတစ်မျိုးအဝနာမှာအဝိနာမှာနော်ဒီတော့တရားရောက်လာပြီးတော့မြင့်ထဲမှာလည်းဖြစ်တယ်လို့စိတ်ထားလို့ရှိတယ်သူ့ကိုပြန်ပြီးတယ်အဲ့ဒီမှာခရီးသွားကဘာပြောလဲဆိုတော့သူတို့ကတော်လဲဆိုရဲရုပ်မာတွေကောက်ကြည့်တယ်လုံးဝယဉ်ကျေးလို့မရဘူးကောင်းကွက်ဆိုလို့တခုမှမတွေ့ဘူးလို့ပြန်ပြောတယ်အဲ့ဒါနဲ့ဒီမြုပ်ခံပုဂ္ဂိုလ်ကနေပြီးတော့အဲ့ဒီခရီးသွားကိုပြန်ပြောတယ်ဒီမြုပ်တဲ့ကလူတွေလည်းအဲ့လိုပဲနည်းနည်းဖြစ်မှာပဲဒီတော့ပြန်ပြောတယ်နောက်မကြာဘူးခရီးသွားတရားပြန်ရောက်လာပြီးတော့အဲ့ဒီလူကိုပြန်မေးတယ်ဒီမြုပ်ကလူတွေကဘယ်လိုစိတ်ထားရှိကြတယ်ဆိုပြီးတော့မေးတယ်အဲ့ဒီမှာဒါဆိုရင်တင်ထွက်လာခဲ့တဲ့မြုပ်ကလူတွေရောဘယ်လိုမျိုးစိတ်ထားရှိကြလဲတင်ဘယ်လိုသဘောထားလဲဆိုပြီးတော့သူ့ကိုပြန်မေးတဲ့အခါမှာဒုတိယခရီးသွားကသူတို့ကအမှန်တမ်းမှသူ့သဘောထားကောင်းတယ်ယူသားတယ်လို့သူစားတယ်သူမတူအောင်ရက်ရောကြတယ်ကျွန်တော်အဲ့ဒီမြို့ကနေထွက်လာတာကိုတောင်မှစိတ်မကောင်းဘူးအဲ့ဒီမြို့မှာနေချင်စရာကောင်းတယ်အဲ့ဒီမြို့မှာနေဖို့ကောင်းတယ်ဆိုပြီးတော့ပြန်ပြီးတယ်အဲ့ဒီခါမှာရွာခံမြို့ခံပုဂ္ဂိုလ်ကနေပြီးတော့ဒီမြို့ရောက်လို့ရှိရင်အဲ့လိုပဲဖြစ်ပါလားဆိုပြီးတော့ပြောတယ်သူလူရာကကိုယ့်ဘက်ကနေပြီးတော့စိတ်ထားသဘောထားနဲ့စိတ်ကောင်းနှလုံးကောင်းနဲ့သူတစ်ပါးအပေါ်မှာချစ်ချင်းမေတ္တာပြသမယ်ဆိုလို့ရှိရင်အညို့သဘောမရှိဘဲနဲ့ချစ်ချင်းမေတ္တာတက်တော့အကောင်းမြင်ဘက်ကနေပြီးတော့လူတွေကိုကြည့်မယ်ဆိုလို့ရှိရင်လူတွေနေတဲ့ပုဂ္ဂိုလ်အကောင်းနဲ့ကြည့်မယ်အကောင်းအမြင်နဲ့ကျွန်တော်တို့ကိုအကောင်းဘက်ကနေပြီးတော့ကျွန်တော်တို့ကိုဆက်ဆံတာဖြစ်တယ်။ဒါကြောင့်ဖြစ်သွားနေပြီးတော့တင်လို့နိုင်ငြိမ်းချမ်းခြင်းရှိပါစေဆိုတာကကိုယ့်ဘက်ကနေပြီးတော့ငြိမ်းချမ်းခြင်းကိုပေးဖို့ငြိမ်းချမ်းခြင်းလိုလားတဲ့သူရှိရင်သူတို့ကနေပြီးတော့ကျွန်တော်တို့ငြိမ်းချမ်းခြင်းပြန်ပြီးတော့ပြမှာပဲအဲ့ဒါဆိုရင်အချင်းချင်းကြားမှာငြိမ်းချမ်းခြင်းဆိုတာရှိတယ်ကိုယ့်ဘက်ကချစ်ချင်းမေတ္တာစပြီးတော့မပြသဘူးဆိုလို့ရှိရင်သူတို့လည်းကျွန်တော်တို့ကိုချစ်ချင်းမေတ္တာစပြီးတော့ကျွန်တော်တို့ကိုပြသမှာမဟုတ်ဘူးဒါကြောင့်ကိုယ့်ဘက်ကနေပြီးတော့စဖို့ဆိုတာကိုတို့တတိယဖို့အရေးကြီးတယ်သူတစ်ပါးအပေါ်မှာချစ်ချင်းမေတ္တာစပြီးတော့ကိုယ်ကနေပြီးတော့ပြသတယ်ကွန်လိုချင်းကိုယ်ကနေပြီးတော့စပြီးတော့ပြသတယ်ဓမ္မကလည်းကိုယ့်ရဲ့ကွန်လိုချင်းကိုယ့်ရဲ့ငြိမ်းချမ်းခြင်းသူ့အပေါ်မှာပေးတဲ့ငြိမ်းချမ်းခြင်းမှာကိုယ့်ပေါ်မှာလည်းပြန်ပြီးတော့ကြောင်းပြန်အမှန်ဖြစ်တယ်ပြီးတော့ဒီကနေ့ကျမ်းစာကိုသိချပြန်ကြည့်မယ်ဆိုလို့ရှိရင်ခေါ်တော်မူခြင်းနဲ့လည်းအနေနဲ့အများသက်ဆိုင်တယ်ဆို
ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်ခရစ်တော်ကလူအများကြီးစေလို့ပြင်မဲ့နော်ဒီလူတွေဟာတဲ့နော်ဒီရိတ်စရာသိနာအတွက်လေကွင်းအကြီးကြီးရှိတယ်ဒီလေကွင်းအကြီးကြီးအတွက်နော်ဒီလူတွေဟာမလုံလောက်သေးဘူးလို့ခရစ်တော်ကပြောတယ်ရိတ်သိမ်းမဲ့လူတွေအများကြီးလူတွေတဲ့အဲဒါကြောင့်လေကွင်းပိုင်ရှင်ကိုရိတ်သိမ်းမဲ့လူပုဂ္ဂိုလ်တွေအများကြီးစေလို့ပြရတဲ့ဆွတောင်းကြတာလို့ခရစ်တော်ကနေပြီးတော့ထပ်လောင်းပြီးတော့အားပေးတာလို့ကျွန်တော်တို့တွေ့ရတယ်ဒီနေရာမှာကျွန်တော်တို့အနေနဲ့နော်ခေါ်တော်မချင်းကိုအနေနဲ့ကြည့်မယ်လို့ရှိရင်လူတိုင်းမှာကိုစီခေါ်တော်မချင်းရှိတယ်ကိုယ့်ရဲ့ခေါ်တော်မချင်းကိုနိတိချာနဲ့လက်ခံဖို့ရည်ကြီးတယ်သူတော်ရှင်ဘုရားအနေနဲ့ခေါ်ရင်သူတော်ရှင်ဘုရားကိုနိတိချာနဲ့သစ္စာရှိနဲ့ဒီလိုက်နိုင်အောင်ကြိုးစားဖို့ရယ်အိမ်ထောင်စုမိသားစုဘဝနော်လူတော်ပြအနေနဲ့ခေါ်နေဆိုရင်လည်းနော်ကြည်ကျင်နဲ့ဒီကျွန်တော်တို့လက်ခံဖို့ရည်ကြီးတယ်တခါတလေကြာရင်နော်သူတော်ရှင်ဘုရားအနေနဲ့အိမ်တော်တဲ့ဘုရားကိုနော်သဘောကျတာအားကျတာလည်းရှိကောင်းရှိနိုင်တယ်ပြီးတော့အိမ်ထောင်တဲ့ဘုရားများအနေနဲ့လည်းသူတော်ရှင်ဘုရားကိုအားကျတာလည်းရှိတတ်တယ်ဒါပေမဲ့နော်သူဖြစ်နေတဲ့အရာကိုသူကနေပြီးတော့ကြည်ကျင်နဲ့လက်ခံလို့ရှိရင်ဒါဟာဒီသူ့ရဲ့ခေါ်တော်ခြင်းကိုဒီမမကန်ကန်နဲ့ respond လုပ်တာပဲတုံ့ပြန်တာပဲဒါကြောင့်သူ့ကိုကျွန်တော်တို့နော်မိမိကိုပြန်နေပြီးတော့ဘယ်အချိန်မှာခေါ်တယ်ဆိုတော့ကျွန်တော်တို့အမြဲတမ်းစားစစ်ဖို့တခါတလေကြာရင်အိမ်ထောင်တဲ့ဘဝတွေနဲ့နော်အိမ်ထောင်တွေနဲ့တွေ့တဲ့အခါမှာဘုရားရှိတဲ့ဘဝအမတန်မှအရင်ငင်းချက်ပါပဲနော်အမတန်မှပြောစရာကောင်းပါပဲနော်ဆိုပြီးတော့ပြောတတ်ကြတယ်ပြောစရာကောင်းတယ်လို့နော်ဒီပြောစရာမကောင်းတဲ့အချက်တွေလည်းရှိတာပဲအဲ့လိုပဲအိမ်ထောင်တဲ့ဘဝမှာနော်တခါတလေကြာရင်ဖြစ်မယ်ဆိုလို့ရှိရင်ပြောစရာကောင်းတယ်လို့နော်ဒီထင်ရတာလည်းအများကြီးရှိတယ်ပြောစရာကောင်းတာရှိတယ်လို့စိတ်ညစ်စရာလည်းရှိတာပဲဘဝတိုင်းမှာအဲ့လိုမျိုးဆိုတာမရှိပါဘူးအရေးကြီးဆုံးကတော့ကိုဟာနော်ဘယ်အခြေအနေမှာရှိတယ်လဲကျွန်တော်တို့ကိုဘယ်အခြေအနေမှာဘုရားကပေါ်တယ်ဆိုတာကိုနားလည်ဖို့ပဲရည်ကြီးတယ်ခရစ်တော်ကနော်ဘုရားကကျွန်တော်တို့ကိုသူတော်စင်အနေနဲ့ခေါ်ရင်သူတော်စင်ဘဝကိုကောင်းမွန်စွာနဲ့လက်ခံဖို့ကောင်းမွန်စွာနဲ့နော်ဒီအသက်ရှင်ဖို့အိမ်ထောင်တဲ့ဘဝအနေနဲ့ခေါ်ရင်အိမ်ထောင်တဲ့ဘဝကိုကောင်းမွန်စွာနဲ့နော်အသက်ရှင်ဖို့သစ္စာရှိနော်ဘုရားပေါ်မှာတော့တို့တယောက်တဝနဲ့တဝပေါ်မှာတော့အင်းတော်ပေါ်မှာတော့သစ္စာရှိဒါဆိုလို့ရှိရင်နော်ခရစ်တော်နောက်လက်ကောင်းဖြစ်မှာဖြစ်တယ်ခရစ်တော်ရဲ့နောက်လက်ကောင်းဖြစ်ဖို့နော်သူတော်ရှင်ဘဝကြီးပဲနော်လိုက်ဖို့မလိုဘူးအားလုံးအိမ်ထောင်ဖို့လည်းမလိုဘူးနော်ခရစ်တော်ခေါ်တဲ့ခေါ်တော်မချင်းမှာသစ္စာရှိနဲ့ကောင်းကောင်းမွန်မွန်နဲ့လိုက်ပါဖို့ဒါပါလေအရေးကြီးတယ်ဒီအရာကလည်းအဓိကနော်လူပဲတယ်ဆိုတာကိုကျွန်တော်တို့ဆက်လက်ပြီးတော့နားလည်ဖို့ပဲတခါကကြောက်စစ်သမားရှိတယ်နော်ကြောက်စစ်သမားဆိုတာကြောက်တွေကိုထိုးပြီးတော့နော်ပုံနေကိုပေါ်တာသူ့ကိုယ်သူစဉ်းစားတဲ့အခါမှာဘယ်တော့မှမကြည့်ဘူးတဲ့သူ့ဘဝနော်သူကြောက်တွေကိုထိုးပြီးတော့နော်လူပုံနေနော်ပုံနေအမျိုးမျိုးထိုးတယ်ဒီနေ့မှာချမ်းသာကြွားတဲ့ပုံစံကြီးတစ်ယောက်ရဲ့ပြည်ရှိကိုဖြတ်ရှောင်းနေတဲ့အခါမှာတရားပွင့်နေတော့အထက်ကိုမြင်ရတယ်။ဒီအထက်ကိုမြင်ရတော့ကြီးလိုက်တဲ့အခါမှာဖြက်စီးတွေနော်အများကြီးပဲနော်အမတာမှဒီနှပ်ပါတဲ့အရာတွေအများကြီးပဲပြီးတော့သူ့မှာအချွေအနေအများကြီးရှိတယ်။အဲ့ဒါကိုကြည့်ပြီးတော့သူ့ကိုယ်သူမကျေနပ်ဘူးနော်မကျေနပ်တဲ့အခါနော်သူအမတာမှချမ်းသာကြွားတဲ့ပုံစံတစ်ယောက်ကိုဖြစ်ခြင်းပဲအဲ့ဒါနဲ့သူဆန္ဒပြုလိုက်တဲ့အခါမှာကုန်တယ်ကြီးဖြစ်သွားတယ်အဲ့ဒါနဲ့ဒီကုန်တယ်ကြီးဟာနေရင်နဲ့နော်မကျေနပ်ပြန်ဘူးနော်သူ့အထမ်းသမားတွေနော်သူ့ရဲ့လို့ဒီသူ့ရဲ့လက်အောက်ငယ်သားတွေကိုသူ့စီးဦးဆောင်လုပ်ပြီးတော့အဲ့ဒါကိုလည်းသူမကျေနပ်နိုင်ဘူးနော်သူ့ရဲ့ငယ်သားအပေါ်မှာလည်းဩဇာရှိတယ်ဒါပေမဲ့ပြန်ပြီးတော့သူ့ကိုစစ်စီးတဲ့အခါမှာဒါကိုလည်းသူဒီတစ်ခါမှာသူ့ရဲ့လုပ်ပေါ်ကဖြစ်နေတဲ့နော်နေပူထဲမှာလမ်းလျှောက်ရင်းနဲ့တွားလာတဲ့အခါမှာ
ဒီနေပူထဲမှာတော်လာတဲ့အခါမှာသူ့ရဲ့ငယ်သားတွေကနေပြီးတော့သူ့ကိုချီးမူးပေးတယ်ချီးမူးပြီးတော့သူကအရေးအောက်မှာသူအေးအေးစစ်စစ်နဲ့ရှောက်တယ်ဒါပေမဲ့ကြာလာတဲ့အခါမှာသူချွေးပြန်ပြီးတော့ချွေးထွက်လာတယ်အဲ့ဒီခါမှာဒီဘဝဟာပြောစရာမကောင်းဘူးဆိုပြီးတော့တွေးတယ်အဲ့ဒါနဲ့သူတို့ပြင်မဲ့ကိုလမ်းကြည့်ပြီးတော့ချီးရောက်နေပြီးတော့ချီးတော်မောကနေပြီးတော့အပြင်မဲ့ကိုလမ်းကြည့်တဲ့အခါမှာနေကိုတွေ့တယ်နေဟာချစ်ချစ်တော့ပူလောင်ပြီးတော့ဒီဘယ်လိုကမှလဲသူ့အတွက်ထင်ကြီးစရာပေါ့နော်အဲ့ဒါနဲ့သူစဉ်းစားလိုက်တယ်ငါနေပြီးလို့ရှိရင်ပြောစရာကောင်းပါပဲဘာမှပူစရာမလိုဘူးသူတစ်ပါးအပေါ်မှာပို့ပြီးတော့ဩဇာရှိမယ်ဆိုပြီးတော့သူစဉ်းစားတယ်အဲ့ဒီမှာသူနေဖြစ်သွားတယ်ဒါပေမဲ့နေဖြစ်တဲ့အခါသူ့ကိုသူဩဇာရှိဆုံးပါဝါရှိဆုံးလို့သူထင်နေမဲ့တနည်းကြတော့ပိန်တိုက်ကြီးတစ်ခုဟာအပြည့်ပြည့်နဲ့ရွှေ့လာပြီးတော့ပိန်တိုက်ကြီးတစ်ခုမြုပ်တစ်ခုလုံးကိုပုံမှန်ပြီးတော့လူတွေအမတားမှပြောဆိုတာကိုတွေ့တယ်အဲ့ဒီမှာလူတွေကနေကိုတိတ်ပြီးတော့မနှိမ့်လို့မကြည့်ဖြူဘူးမကြိုက်ဘူးဆိုတာကိုရိပ်မိသွားတယ်အဲ့ဒါနဲ့သူနေတဲ့တိတ်တက်ကြီးဟာလူတွေကိုပူပြီးတော့ပေါင်းစုံနေတယ်လူတွေကတိတ်တက်ကြီးကိုပူပြီးတော့သဘောကျတယ်ဆိုပြီးတော့သူ့ကိုယ်သူတိတ်တက်ကြီးဖြစ်ချင်လိုက်တာဆိုပြီးတော့တိတ်တက်ကြီးဖြစ်သွားတယ်အဲ့ဒါနဲ့မကြောက်ဘူးနော်တိတ်တက်ကြီးဟာလူတွေကိုအရေးပြီးတယ်လူတွေကိုအေးချမ်းမှုကိုပြီးတယ်ဒါပေမဲ့မကြောက်ဘူးလေတိုက်ရတယ်လေတိုက်လာတဲ့အခါမှာအဲ့ဒီတိုက်ကြီးဟာတစအစီလွတ်ပြန့်ပြီးတော့ပျောက်ွယ်သွားတယ်အဲ့ဒါနဲ့သူစဉ်းစားတယ်လေဟာပြီးတော့အားရှိပါလားနာလေဖြစ်ချင်တယ်လေဖြစ်တယ်နော်လေဖြစ်ပြီးတော့သူအားရှိပါရှိနဲ့တိုက်ခတ်တာတစ်ပင်နေအမြင့်အမြင့်ကနေပြီးတော့လာထွက်သွားအောင်သူတိုက်ခတ်လိုက်ကုံလုံးပျက်စီးခြင်းမှာပါတယ်အမတန်အားရှိတယ်ဒါပေမဲ့သူတတိထားမိတာကအရာကြီးတစ်ခုကြောက်ဆောင်ကြီးတစ်ခုဟာဘလို့မှဘလောက်ပဲတိုက်ကြမလုံးမရှက်နဲ့ရှိနေတော့သူတွေ့တဲ့အခါမှာတေချာကြည့်တဲ့အခါမှာကြောက်တုံးကြီးတစ်ခုသူဘလောက်ပဲတိုက်ကြအဲ့ဒီကြောက်တုံးကြီးဟာမရွှေ့ဘူးဘာမှထိခိုက်မရှိတာကိုတွေ့ရတယ်အဲ့ဒီမှာငါကြောက်တုံးဖြစ်ချင်တယ်ကွာဆိုပြီးတော့ကြောက်တုံးဖြစ်ပြန်ရောနေနိုင်နဲ့ဒီအတန်းတစ်ခုကြတဲ့တူဆိုပြီးတော့တန်ကြတယ်သူ့ကိုသူကြည့်လိုက်တဲ့အခါအခုစီကကြောက်စစ်သမားကအဲ့ဒီကြောက်ရိုးကြီးကိုထုလာတွေ့အဲ့ဒါနဲ့သူပြန်စဉ်းစားတယ်ငါကြောက်စစ်သမားပဲဖြစ်ချင်တယ်ဆိုတော့ဘဝဆိုတာကိုမကျင်တော့ဘူးငါမင်းမရရလို့ရှိရင်သွားမှာပဲဆိုလို့ကြည့်တယ်နော်တချို့အိမ်တော်တွေငါစစ်စားဖြစ်ရင်ကောင်းပါပဲငါဘုန်းကြီးလုပ်ရင်ကောင်းပါပဲဆိုပြီးတော့ကျွန်တော်တို့ဒီစဉ်းစားမိတတ်ကြတယ်ဘုန်းကြီးဘုရားဆိုရင်ကလေးနဲ့ဘာမှဒီဘုန်းကြီးစစ်တယ်လို့ရင်ညအချိန်မတော်ကလေးတို့ရာလို့အရင်မကောင်းတာလို့ဘာမှမလုပ်ဘူးနောက်ဆက်ပြီးကြမလို့ကိုယ်နဲ့ကိုယ်ရေးစစ်တယ်လို့ရမယ်အဲ့လိုမျိုးပေါ့ထင်းတယ်ဒါပေမဲ့တခါတလေကြရင်အဲ့ဒါတွေကမှန်ပြီမဲ့ပြည့်ရဲ့ခေါ်လို့မချင်းမဟုတ်ဘူးဆိုရင်ကျင့်တတ်မှာမဟုတ်ဘူးဘုရားကကိုဒီဘဝအတွက်ခေါ်ထားလို့ရှိရင်ဘဝကျင့်တတ်မှာဘုရားကဒီဘဝအတွက်ခေါ်ထားရဆိုရင်ဒီဘဝအတွက်မိမိကိုယ်ကိုပြပြဝဝပေးစပ်ဖို့နဲ့ဒီဘဝဟာဘုရားခေါ်တဲ့ဘဝဖြစ်တယ်ဆိုတော့ကျွန်တော်တို့နားလည်ဖို့ရည်ကြည့်တယ်ကိုကနားမလည်ဘူးဆိုလို့ရှိရင်မပြောနိုင်ဘူးဘုရားခေါ်တဲ့ဘုရားကိုကျွန်တော်တို့အနေနဲ့ပျော်ရွှင်ရွှင်နဲ့လက်ခံပြီးတော့ရိပ်စရာများစွာရှိတယ်ဆိုတဲ့နေရာမှာဘုန်းကြီးဒီစာဒီဘုရားအတွက်မိမိဘဝကိုခရစ်စတဲ့တော်စင်ရဲ့ဘဝသူတို့ရဲ့တောင်းမဲဆိုပြီးတော့ကျွန်တော်တို့ထားခဲ့လို့မရဘူးဘပ်တိဇမ်ခံပြီးတော့ခရစ်တော်ရဲ့နောက်လိုက်တာအားမှာခရစ်တော်ရဲ့တရားတော်အတိုင်းကြံမှုနဲ့ဟောပြောဖို့တုံ့တင်ဖို့ရိပ်သိမ်းဖို့ကျွန်တော်တို့လူတိုင်းမှာခရိယန်တိုင်းမှာတာဝန်ရှိတယ်ဆိုတာကိုနားလည်ဖို့ရည်ကြီးတယ်တခါတလေကြတဲ့ဘာသာသူများအနေနဲ့ဘုန်းကြီးတွေသူတော်စင်ဘဝမှာမိမိရဲ့ဘဝကိုသိစတဲ့ပုံများရဲ့တာဝန်ဖြစ်တယ်ဘုရားစကားတင်တာဟောကြားတာသိခါတာ
ဆိုပြီးတော့ကျွန်တော်တို့အလွဲမှာဆိုတာထင်တတ်ကြတယ်မဟုတ်ဘူးเนาะကျွန်တော်တို့အားလုံးတော့ရှိတယ်ရိတ်စရာများစွာရှိတယ်လေကွင်းဟာကြီးကြီးပဲเนาะလေကွင်းရှင်ထာမှာရိတ်သိမ်းတဲ့ပုဂ္ဂိုလ်များစွာသိရုပ်မှုစုတောင်းကြပါဆိုပြီးတော့ခရစ်တော်ကိုယ်တိုင်နေပြီးတော့မှာကြတယ်ဒီအကျိတ်တစ်ပါးเนาะခုနှစ်ကျိတ်တစ်ပါးကိုမှာတယ်ဒီခုနှစ်ကျိတ်တစ်ပါးဟာdisciple လို့ခေါ်တဲ့ခရစ်တော်ရဲ့နောက်လိုက်တပိသူတို့ရဲ့လူစံတန်းနဲ့ခရစ်တော်ရဲ့နောက်ကိုလိုက်ပြီးတော့ခရစ်တော်ကိုယ်တိုင်အားနဲ့သူတို့ကိုတာဝန်ပေးထားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒီနေ့ဒီချိန်ကျွန်တော်တို့ခရစ်တော်ရဲ့ခုနှစ်ကျင့်နှစ်ပါးသောပုဂ္ဂိုလ်များအနေနဲ့မိမိကိုယ်ကိုခံယူဖို့တဲ့လူတွေမိမိရဲ့စိတ်ဆန္ဒခရစ်တော်ရဲ့စိတ်ဆန္ဒနဲ့ပေါင်းစပ်ပြီးတော့ကျွန်တော်တို့ရိတ်သိမ်းစရာရှိတာကိုရိတ်သိမ်းနိုင်ဖို့ရတဲ့ဘောကြားတူတင်ရမယ်ဘောပြောရမယ်တက်တည်ခံရမယ်အခြေအနေတိုင်းမှာခရစ်တော်ကိုယုံကြည်ရမယ်ကျွန်တော်တို့သွားတာလာတာအကုန်လုံးခရစ်တော်ရဲ့ငြိမ်းချမ်းခြင်းကိုဝင်ငါဖို့ဖြစ်နိုင်အောင်လည်းကြိုးစားရမယ်လက်ခံတာလက်မခံတာတော့သူတို့ရဲ့ကံနာလက်ခံတဲ့လူကတော့ကောင်းကြီးရမှာပဲလက်မခံတဲ့လူကတော့ကောင်းကြီးမရဘူးဒါပေမဲ့ကျွန်တော်တို့ကဘာမှရှင်းရှင်းမရှိဘူးလက်ခံလို့ရှိရင်သူတို့အတွက်အမြတ်လက်မခံလို့ရှိရင်လည်းကျွန်တော်တို့အတွက်ဘာမှအရှုံးမရှိဘူးဒါကြောင့်ခရစ်တော်ရဲ့နောက်လိုက်တပိတော်များရိတ်စရာရှိတာတွေကိုရိတ်သိမ်းတဲ့ပုဂ္ဂိုလ်များဖြစ်နိုင်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ခရစ်တော်ရဲ့နောက်လိုက်တပိတော်များဖြစ်နိုင်အောင်မိမိရဲ့ဘဝမိမိရဲ့ခေါ်တော်ခြင်းကိုပြန်ပြီးတော့လေ့လာစမ်းစစ်ဖို့အရေးကြီးတယ်ကျွန်တော်တို့ဘာမှမလုပ်ဘဲနဲ့ဒီတိုင်းနေလို့မရဘူးနေ့စဉ်ဘဝမှာစာရေးရင်းနေရဲ့အတွက်လုံရင်းကန်ရင်းနဲ့ဝိညာဉ်ရေးအတွက်လည်းကျွန်တော်တို့အမြတ်ထုတ်ရရတယ်ဗမာရီမှာကြတော့ဒီဗမာစကားပုံမှာကြတော့ငယ်ရွယ်တဲ့အခါမှာပညာရှာပြီးတော့လူလက်ပိုင်းရွယ်မှာဒီဥစ္စာတက်စီရှာပြီးတော့တက်စီပိုင်းမှာဘုရားတရားရှာတယ်ဆိုပြီးတော့လို့ဆိုတယ်ဒါပေမဲ့ကျွန်တော်တို့ခရိယာမှာကြတော့အဲ့လိုမျိုးမဟုတ်ဘူးငယ်ရွယ်စီခါနေပြီးတော့တေဆုံးတဲ့အထိခရစ်တော်ရဲ့တရားတော်ကိုရှာပြီးတော့မိမိကိုယ်တိုင်လည်းတက်ရှင်ပြီးတော့ဒီတစ်ပါးကိုလည်းဝင်များရတယ်ဒါဟာဘပ်တိဇမ်ခံပြီးတော့ကိုယ်တိုင်ရဲ့တာဝတ္တရားဖြစ်တယ်အကြောင်းကိုလည်းခရစ်တော်ရဲ့ကျွန်တော်တို့တရားရှိတဲ့ဘောရှင်ကိုချက်ပြီးတော့နားလည်နိုင်တယ်နဲ့နိုင်တာတော့ဒီဆောင်